အခါဒီဘလို့ထောင်ချောက်ချက်ထောင်ချောက်ထောင်တယ်ဆိုတာဆရာအလောင်ကရှင်းပြပေးမှဖြစ်တယ်မနေ့စောနှစ်နာရီနိုးပြီးမှအဲ့ဒါဘလူကိုတီးမှအဲ့ဒါမှထောင်ချောက်ကိုတလူထောင်တာဒီနေ့ဆိုရင်တော့အကောင်ပေါင်းဘယ်လောက်လဲ140ကျော်ရတယ်140ကျော်ရတယ်တဲ့ဒီမှာဒီလိုလေးဘလူကိုဒီလိုထောင်တာဒီမှာဘလူလေးထည့်တယ်လူလေးဒီလိုထည့်ဒီမှာဘလူထည့်ပြီးအဲ့ဒါမှငှက်တာအရင်လှတယ်နော်အဲ့လိုစားတဲ့ခါမှဒီလိုမိသွားတာမိတယ်ကျွန်တော်ဖက်ချင်းတောင်ဖက်မထောင်တဲ့ဟာတော့နည်းနည်းမတူဘူးပေါ့နော်တကယ်စိတ်ဝင်စားစရာကောင်းပါတယ်ငှက်ထောင်တာအမျိုးတွေတစ်မျိုးစီပေါ့နော်ဒီမှာတကယ်တိတောင်ဟဲ့ဝထုဝမန်ဟဲ့ယာအရင်ခေါမ်ထံလို့မိတာဒီမှာရှင်နဲ့ဖမ်းတာကျေးဇူးတင်နေကိုအားလုံးနော်အရင်တော့ကလူဆိုင်သမားအခုဆိုရင်ဖျားတိဒီမှာတကယ်ဖျားတဲ့အားကိုရတဲ့အားလောင်ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ picnic BCRC picnic သွားတဲ့အခါမှာစောသွားပြီးမှကျွန်တော်တို့အတွက်ဟက်ထောင်ဆောက်ထောင်ပေးတဲ့ဆရာဒီမှာကလေးတွေဟိုမှာရေဆော့နေကြတယ်ဒီမှာပါစတာလဲဒီမှာတင်းသူတင်းသားများအတွက်နေရာကောင်းလေးရှာပေးတယ်တကယ်ပျော်ဖို့ကောင်းပါတယ်တော့စီလုံးနဲ့ချစ်ခင်နဲ့ဒီမှာကလေးတွေရေဆော့ဒီကြံကက်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာပန်းဖြေပေါ့နော်ပီနစ်သွားကြတာဖြစ်တယ်ဒီချောင်းလေးကရေလဲကြည်တယ်အိုးတောင်းလေးကတကယ်ကိုချူခင်းလေးတွေအရင်လှတယ်အဖွားတွေလည်းပါတယ်အငင်းဆုံးလေးလည်းပါတယ်ဟဲ့ပြီကျောင်းဆရာအကြီးတင်ထောက်အမကလေးတွေမပြောလို့အားလုံးထူးပဲကျေးဇူးတင်နေ